မင်္ဂလာပါကျွန်တော်နာမည်က Crack Game ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော် Minecraft Survival Series ဆိုပြပါမယ်ထုံးစံတိုင်းစနေပြီထုံးစံတိုင်းတက်ပင်ရှေ့သွားခုံမှာပေါ့နော်ကျွန်တော် channel လေး like and subscribe လေးလည်းပြုလုပ်ပြီးတော့တောင်းဆိုဆိုရင်စားလိုက်တက်ပင်ခုံပြီးတက်ပင်စခုံတက်ပင်ကတော့ခုံလုပ်ပြီးသွားပြီပေါ့နော် crafting table ရေစုံရှေ့လုံးမှာပေါ့နော် crafting table လုံးလိုက်တခါတော့ပါတခါလေးလုံး crafting table လေးရှာပြီးလို့ရှိရင်ပတ်ကတ်ပေါ့နော်ပတ်ကတ်ခုလုပ်ပြီးတော့ဒါလေးကိုပြန်ဖြတ်လိုက်မှာပေါ့နော်စတုံးတူးတဲ့ရှိသွားတယ်ဒီတိုင်းသွားနေပြင်အောင်လို့ကျွန်တော်နည်းနည်းကြော်ထားတယ်ပေါ့နော်ရောက်လာတယ်ဒါကျွန်တော်ရေဆုံးစတုံးရင်တူးပဲပေါ့နော်စတုံးတူးနေပဲပေါ့နော်စတုံးစတင်တူးနေတယ်နော်ရေပေါက်စတုံးတူးပြီးရဆိုတော့ကျွန်တော်နည်းနည်းထပ်တူးပါတော့ဒီခါတော့ကျွန်တော်ရစ်ထားလိုက်တယ်ပေါ့နော်ရွာရင်တော့ရှေ့လိုက်ရှာတယ်ပေါ့နော်စတုံးပြီးအောင်ဒီတူစတုံးစနဲ့ရွာလိုက်ရှာလိုက်ဟိုးရှိမှထုံးစနဲ့ရွာတွေ့ပြီးဆိုရွာရောက်သွားမယ်ပေါ့နော်မရောက်သေးရွာရောက်ပြီပေါ့နော်ရောက်ပြီဆိုထုံးစနဲ့ရွာထဲရှိတဲ့ပစ္စည်းလိုက်ပြီးနိုင်တယ်အဲ့ရမှာ whistle point လေးစတာလားသိသွားလို့ရှိရင်အစအနေနဲ့ပြန်ရောက်သွားမှာပေါ့နော်အဲ့ရရှိတဲ့ပစ္စည်းတွေနည်းနည်းလိုက်ရှာနေမှာပေါ့နော်ဟုတ်လိုက်ရှာဟိုရှိမှာတော့အိမ်တင်ရှိဘာရှိမလဲတော့ဘာမရှိစော့ပြတ်တာစီးလိုက်ရှာဟိုရှိရအိမ်မှာရှိတယ်ဟိုရှိရအိမ်မှာမရှိလို့ရှိရင်တော့ကျွန်တော်တပင်တော့ခုံမယ်ပေါ့နော်ခဏနေကြလို့ရှိရင်နောက်ပိုင်းကျကျွန်တော် iron fan နေပါစောက်ပြသွားမယ်လောလောဆယ်တော့ဒီနေ့ကမိုင်းကတော့ဒီနေ့ကကိုကတော့ diamond ရအောင်ရှာတာရယ် iron 4အောင်မှရအောင်ကြိုးစားပါဒီတော့တခုကောင်းတာကျွန်တော်တပင်တွေပဲခုံတာတို့မိုင်းတူးတော့ပါလို့ဆောင်ရဲမြန်နေပေါ့နော်အဲကြောင့်ဒီတော့ survival ဆော့မယ်ဆိုဒီတော့ဆွဲဆော့အကြံပြုချင်တာပေါ့ဒါပေမဲ့သူ့ရဲ့ pick up ကွန်သူ့တူးတဲ့ဟာကုန်တဲ့ဟာတော့မတရားမြန်နေပေါ့နော်အတန်နည်းနည်းတိုးနေလို့ရှိရင်တောင်းမှပါတယ်ရောကုန်သွားပြီဆိုတော့ခဏနေကြလို့ရှိရင်မိုင်းသွားတိုးမယ်ပေါ့နော်ရောဆိုတော့အိမ်ပြန်လဲမယ်အိမ်ပြန်လဲမယ်ခဏကြာမိုင်းသွားတိုးအောင်ဆိုတော့ရွာတစ်ခုတည်းလည်းရောက်ပစ္စည်းနည်းနည်းမားတယ်ပစ္စည်းတွေရှိတယ်နည်းနည်းယူလိုက်မှာပေါ့နော်တို့ရတဲ့ပစ္စည်းဒါစိမ့်နဲ့မြေပုံလားမသိဘူးဒါမဟုတ်လို့ရှိရင်ရွာမြေပုံဖြစ်မယ်ထင်တယ်ဗျဘလောဆယ်တော့ဘိုက်စားနေဆိုဘာလို့စားလဲဘိုက်ကတော်တော်စားတယ်ပြေးတာဆိုတော့ crafting table ချဒီထဲမှာစီးထဲမှာကျွန်တော်စတုံးထုတစ်ခုလုံးလိုက်တယ်ပေါ့နော်မိုင်းတော့တူးမယ်ပေါ့လားရှေ့အရင်ဆုံးမိုင်းတော့တူးမယ်အပြင်ခဏထွက်လိုက်မိုင်းတော့တူးမယ်ဆိုတော့ဒီရှေ့ကဒီထဲမှာပစ္စည်းနည်းနည်းတော့လှိုက်အောင်နောက်ပြီးတော့ကျွန်တော်ဒီလေးကိုရမ်းကြိုက်ပြီးကျွန်တော်ဒီလေးမှနေဖို့ဆုံးဖြတ်ခဲ့ပါတော့ဒီမှာချပြီးကျွန်တော်မိုင်းတူးဖို့တော့ကျွန်တော်စတင်ထုတ်ခါဖို့မီးတော့ဟုတ်တယ်နည်းနည်းများလေးထပ်လုံးလိုက်တယ်ပေါ့နော်တော့လို့ကျွန်တော်လိုက်ရှာပါတော့တယ်အိုင်ယွန်တူးဖို့နေရပါတော့ထောက်တယ်မှာကိုတော့ရှာတွေ့တဲ့အတွက်ကျွန်တော်ပြန်တူးလိုက်ပါတယ်ဒီအတွန်းတစ်ခုကောင်းတာအဲ့လိုမျိုးမိုင်းတွေပဲတူးတော့အရမ်းမြန်တယ်ပေါ့နော်ဒီအတွန်းပြင်တော့ကျွန်တော်မိုင်းအောင်ဒီဘက်ဘေးနားလေးပါပဲကျွန်တော်တူးလိုက်တော့ပေါ့နော်ဟုတ်ဒီနေရာလေးပါပဲတူးတော့မိုင်းအောင်ဒီလိုပဲတူးတတ်တယ်အိုင်ယွန်တွေ့မှကျွန်တော်ပြန်လာကတ်တယ်လိုက်ရှာတယ်ထုံးစံတယ်ဒီမှာအိုင်ယွန်တွေ့ပြီပေါ့နော်တွေ့ပြီဆိုတော့အရမ်းမြန်တယ်ကျွန်တော်တူးလိုက်တယ်ကျွန်တော်မြန်သွားပါတယ်နည်းနည်းဒီဘက်နောက်ထပ်နည်းနည်းထပ်တူးမယ်ပေါ့နော်ဆိုအိုင်ယွန်ကြိုမယ်ပေါ့နော်အိုင်ယွန်ကြိုဖို့တော့က
မီးဖို့လုပ်မယ်ပေါ့နော်မီးဖို့လုပ်ပြီးတော့ဒီဘက်ဘေးနားလေးမှာချထားမယ်လို့အာယုံလေးကိုဂျုံလိုက်မယ်ပေါ့နော်အာယုံဂျုံပြီးပြီဆိုတော့ထုံးစားတယ်ပေါ့နော်အာယုံဂျုံဖို့ဆိုလို့ကျွန်တော်ရေတော့ပစ်ကတ်လုပ်ပြီးတော့နောက်ထပ်ရှေးတစ်ခုလုပ်မယ်ပေါ့နော်ကားတဲ့ဟာတစ်ခုလားဒါဆိုတော့ဒါကိုကျွန်တော်တူပြီးနဲ့လိုက်လက်ရှာကျွန်တော်နောက်ထပ်အာယုံထက်ရှာတွေ့တယ်ပေါ့နော်အာယုံထက်ရှာတွေ့လို့ဆိုတော့ကျွန်တော်နည်းနည်းတူးလိုက်ပါဟိုတော်တော်များတာပဲအာယုံနောက်ထပ်တူးပါမယ်နော်နည်းနည်းထပ်တူးတော့တူးတယ်ကျွန်တော်တူးလိုက်တယ်မိုင်းတစ်ခုလည်းကျွန်တော်ရှာတွေ့ခဲ့တယ်မိုင်းထဲမှာပါစွန်ပြီးအကောင်ဘလောက်မှမရှိဘူးပေါ့နော်အဲ့လိုနဲ့အောက်ဆင်းပြီးတော့လိုက်ရှာကြည့်တော့မှအာယုံလေးပါလေဆင်းပြီးအာယုံရှာတဲ့ခါနည်းနည်းလေးတော့ရထားတယ်ပေါ့နော်အာယုံလိုက်ရှာတဲ့ဒိုင်မွန်တစ်လုံးတော့ရှာတွေ့တယ်ပေါ့နော်ဒီမှာကျွန်တော်ဒိုင်မွန်တူးခဲ့လိုက်ပါတယ်ဒိုင်မွန်တူးခဲ့ပြီးတော့နည်းနည်းဟိုပေါ်ရှမ်းမှာအာယုံရှာတွေ့တဲ့အတွက်ပေါ့နော်ကျွန်တော်သွားတူးတယ်ပေါ့နော်အာယုံတော့မစိုးတော့သူ့ဟာနဲ့သူတော့များပါတယ်သူ့ဟာနဲ့သူတော့များတယ်ပေါ့နော်ကျွန်တော်အောက်နည်းနည်းပြန်ဆင်းတယ်ပါပြန်ဆင်းပြီးကျွန်တော်နည်းနည်းလိုက်ထက်ရှာကြည့်တယ်ပေါ့ဘာလို့ရှိမလဲဒီလိုနဲ့ပဲအောက်ကိုခုံဆင်းပြီးကျွန်တော်နည်းနည်းရှောက်သွားကြည့်တယ်ပေါ့နော်ကျွန်တော်ခုံရှာတဲ့သူနည်းနည်းဟိုးရှင်မှာရွှေတွေ့တာနဲ့ကျွန်တော်လည်းတော့တူခဲ့တယ်ပေါ့နော်ရမစိုးနောက်ပိုင်းကျ3ဝင်းလာနောက်ပြီးကျွန်တော်နည်းနည်းလိုက်ရှာနေဒိုင်မွန်ထက်ရှာတွေ့တယ်ပေါ့နော်ဒိုင်မွန်တစ်လုံးမရပါဘူးနောက်တစ်ခေါက်လည်းလိုက်ရှာဒိုင်မွန်ရှာတွေ့သေးတယ်ပေါ့နောက်တစ်ခေါက်ကျွန်တော်နောက်တစ်ခေါက်လိုက်ရှာနောက်ထပ်အာယုံအနေနဲ့ထက်ရှာတွေ့တယ်ပေါ့နော်အာယုံတွေမစိုးတော်တော်များနေနည်းနည်းလောက်ထက်ရှာပြီးတော့အာယုံกินတော့မယ်ပေါ့နော်ကျွန်တော်ရဲ့ခိုးတစ်ခုကတော့ပြီးပြီနော်ဒိုင်မွန်ကတော့ပြီးအာယုံ4အာမလုပ်ဖို့ပဲကျန်တော့တယ်ပေါ့နော်ဒိုင်မွန်မစိုးလို့ပြောပြနောက်ထပ်မှာထက်ရှာနေဒိုင်မွန်နောက်ထပ်နှလုံးထက်ရှာတွေ့ရပေါ့နော်အာယုံတွေလည်းရှာတွေ့သေးတယ်ပေါ့နော်အာယုံကပေါ်ပါတယ်ဒီနေ့အဲ့လည်းရှာကြည့်တယ်ဒီမှာနောက်ထပ်အာယုံတွေအများကြီးပဲထည့်ပြီးရှာတွေ့ခဲ့ပါတယ်အာယုံအပေါ်မှာကြံနေတာလေးနည်းနည်းတူးဖို့လုပ်နေနောက်ထပ်အာယုံတွေလည်းထပ်တွေ့ရကြကျွန်တော်ထပ်တူးလိုက်ပါတယ်တော်တော်များတယ်လို့ပြောလို့ရတယ်ပေါ့တူးပြီးဆိုတော့လည်းနောက်ထပ်အာယုံတွေကြံသေးတာကျွန်တော်ထပ်တူးပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်ကျွန်တော်လာခဲ့တဲ့အပေါင်းသားလေးရောက်ကျွန်တော်တက်သားတုံးနေနဲ့နေရာမှတ်လိုက်တယ်ပေါ့နော်နောက်ပြီးဒီနားမှာဖားနဲ့တစ်ခုချပြီးကျွန်တော်အာယုံလေးกินဖို့လုပ်တယ်ပေါ့နော်အဲဆိုတော့ကျွန်တော်အာယုံပစ်ကနဲ့အာယုံထူးတစ်ခုတော့ရပြီပေါ့နော်ဒီဟာလေးတစ်ခုကျွန်တော်လုပ်ပြီးပစိန်တော့ရပြီနောက်ထပ်ကျွန်တော်ဒီရှင်းနားမှာချထားတယ်အာယုံ4အာမလုပ်ဖို့ကျွန်တော်ပါတယ်ဒီကတော့အင်ဂျီလုံးကောင်းမှထင်တယ်ဒီခေါ်တော့အင်ဂျီလုံးနဲ့နောက်ထပ်တစ်ခေါက်ကျမှပေါင်းပြီးလုံးဒီစုံနေနဲ့အင်ဂျီလုံးမှာပေါ့နော်နည်းနည်းထပ်ဆောက်အဲ့ဒီဆက်ကူရပြီပေါ့နော်ဆက်ကူရပြီဆိုတော့ကျွန်တော်လည်းအင်ဂျီတစ်ခုလုပ်လိုက်တယ်ပေါင်းပြီးလုပ်ဖို့နောက်ထပ်5ခုကိုသေးတယ်ပေါ့နော်ဒီတော့အာယုံပေါင်းပြီးတစ်ခုပဲကျန်တော့တယ်ကျွန်တော်အာယုံပေါင်းပြီးတစ်ခုလုပ်ခဲ့ပါတယ်ဒါဆိုတော့ကျွန်တော်ကိုနှစ်ခုလုပ်ပြီးဒီနေ့ channel တော့အောင်မြင်သွားပြီတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ bye bye